ဆိုတော့ဒီနေ့ကရဆိုတဲ့သင်ခန်းစာလေးသင်ကြမယ်နော်စားတယ်ပြီးရင်စားမယ်နောက်ပြီးစားတော့မယ်အခုကစားချင်တယ်ကျမစားချင်တယ်ဆိုဘယ်လိုပြောမှာလဲฉันอยากกินအဖေစားချင်တယ်ဆိုရင်พ่ออยากกินအမေစားချင်တယ်แม่อยากกินသမီးစားချင်တယ်ลูกอยากกินအဖိုးစားချင်တယ်ปู่อยากกินအဖွားစားချင်တယ်ย่าอยากกินอยากกินใช่ไหมอยากနဲ့ယာနဲ့မှာမယ်နော်ယာနဲ့တုံယာလို့တုံးလိုက်ရင်အငင်းစကားလုံးကြီးဖြစ်သွားတော့မယ်တတိထားမယ်နော်ရှင်อยากနာအခုကကရိယာကတစ်ခုပဲရှိရယ်တခြားကရိယာလေးနဲ့တုံးကြည့်မယ်အကယ်လို့အဖိုးတောက်ချင်တယ်ဆိုရင်ปู่อยากเดินတောက်ချင်တယ်လေปู่อยากดื่มกับภาษาไปกับปู่อยากดื่มโอเคเดินเนี่ยได้แบบเปล่าပြောရလဲเดินလမ်းလျှောက်တာเดินကလမ်းလျှောက်တာလမ်းလျှောက်ချင်တယ်ဆိုရင်ฉันอยากเดินฉันอยากเดินလို့ပြောမယ်အဖေပြေးချင်တယ်ကြတော့พ่ออยากวิ่งအမေအိတ်ချင်တယ်แม่อยากนอนအမကြီးချင်တယ်พี่สาวอยากเดินเฮ้ยကြီးချင်တယ်မဟုတ်လားကြီးချင်တယ်ได้ไหมพี่สาวอยากดูโอเคဟုတ်ပြီအမေလာချင်တယ်แม่อยากมาဆိုတော့ဒီပုံစံလေးအတိုင်းသုံးသွားလို့ရတယ်โอเคအခုကอยากပြီးသားပြီနောက်တစ်ခုကမိုက်อยากနဲ့သုံးကြည့်မယ်ရလားအခုကချင်တယ်ဆိုရင်อยากမချင်ဘူးကကြတော့မိုက်อยากโอเคไหมမိုက်อยากဆိုလို့ရှိရင်ဥပမာမစားချင်ဘူးမချင်ဘူးဟုတ်တယ်နော်ဆိုတော့မိုက်อยากกินမစားချင်ဘူးအဲ့လိုလေโอเคนะကျမမစားချင်ဘူးဆိုရင်ฉันไม่อยากกินโอเคကျမမတောက်ချင်ဘူးอ่ะฉันไม่อยากดื่มဘယ်လိုကြီးတော့ပြန်ပြောฉันไม่อยากดื่มปิดปากดื่มโอเคแล้วก็အမေမကြည့်ချင်ဘူးဆိုရင်แม่ไม่อยากดูโอเคအဖေမပြောချင်ဘူးพ่อไม่อยากพูดโอเคဆိုတော့အမေမဟုတ်အဖွားမဝယ်ချင်ဘူးยายไม่อยากซื้อโอเคဆိုတော့အတော်လေးမထိုင်ချင်ဘူးဆိုရင်นาไม่อยากนั่งโอเคဒီပုံစံလေးတွေချင်တယ်ရောမချင်ဘူးရောဒီလိုပုံစံလေးအတိုင်းသုံးသွားလို့ရတယ်โอเคไหมโอเคป่ะဆိုတော့ဒီနေ့သင်ခန်းစာอยากရယ်ไม่อยากရယ်နှစ်ခုဖြစ်တယ်เนาะတခါတည်းပေါင်းထားရယ်ဆိုတော့နောက်သင်ခန်းစာမှာပြန်ဆောင်ကြမယ်นะคะบ๊ายบาย